ဝဲလို့ရင်လူကောင်းဖြတ်ပြီးရစ်ပူစောတတ်တယ်အစာအုပ်တွေဆောက်ရင်လူကောင်းကိုမြုပ်နှံတတ်တယ်ဆိုတဲ့သွေးပြက်စရာပုံမြင်တွေကအခုထိတချို့လူတွေကြားမှာပြောမကုန်နိုင်အောင်ရှိနေစေပါဒါဟာတကယ်ပဲသွေးစွန်းခဲ့တဲ့သမိုင်းလားဒါမှမဟုတ်အနောက်တိုင်းကဝင်လာတဲ့ထူးဆန်းတဲ့ယဉ်ကျေးမှုတစ်ခုအပေါ်ဒေသခံတွေရဲ့အထင်မှားမှုတတ်ပဲလားဆိုတော့ရင်ခုန်စရာဘေးတီတစ်ခုအမြဲဖြစ်နေခဲ့ရပါတယ်တကယ်တော့ Freemason တွေကမြန်မာပြည်ကိုစစ်လက်နက်တွေနဲ့အတူရောက်လာခဲ့တာပါ19ရာစုအင်္ဂလိပ်မြန်မာစစ်ပွဲတွေအပြီးမှာဗြိတိရှတွေကရန်ကုန်မြို့ကိုသူတို့ရဲ့ Empire ဗဟိုချက်ဖြစ်ပြန်လည်တည်ဆောက်တဲ့အခါသူတို့နဲ့အတူဒီလျှို့ဝှက်ညီနောင်များအဖွဲ့ကြီးကိုပါတခါတည်းတည်ဆောင်လာခဲ့ပါတယ်ရန်ကုန်မြို့ရဲ့မြေပုံကိုစနစ်တကျရေးဆွဲခဲ့တဲ့သူတွေလမ်းမတွေကိုအကွက်ချခဲ့သူတွေနဲ့အုပ်ချုပ်ရေးပိုင်းကထက်တန်းလွှာတွေကဒီကိုင်းရဲ့အဖွဲ့ဝင်တွေဖြစ်နေကြတာဟာတိုက်ဆိုင်မှုတတ်တော့မဟုတ်နိုင်ပါဘူးအခုဆိုရင်သူတို့တည်ဆောက်ခဲ့တဲ့ခန်းနာထေဝါလာတဲ့ Lodge တနည်းအားဖြင့်ဂိုင်းတိုက်တွေကရန်ကုန်ရဲ့တချို့နေရာတွေမှာဟောင်းနှန်းဖုန်တက်ပြီးတော့ကျန်းရည်နေပါပြီအပြင်ကနေကြည့်ရင်တာမန်စာအုပ်တစ်ခုလိုထင်ရပေမဲ့အတွင်းဘက်ကတကားပိတ်အခန်းတွေထဲမှာဘယ်လိုလျှို့ဝှက်အခန်းသားတွေကျင်းပခဲ့တယ်လဲမြန်မာပြည်ရဲ့ကံကြမ္မာကိုဆုံးဖြတ်မဲ့ဘယ်လိုတိုင်ပင်မှုတွေလုပ်ခဲ့တယ်လဲဆိုတာကတော့တကယ့်ကိုစိတ်ဝင်စားစရာကောင်းလာပါပြီဒီနေ့မှာတော့ကျွန်တော်တို့ကနှစ်ပေါင်းများစွာဖုံးကွယ်နေခဲ့တဲ့ဖုံမုံတွေကိုခါချပြီးမြန်မာပြည်က Freemason တို့ရဲ့လျှို့ဝှက်ခြေရာတွေကိုတမိုင်းအထောက်အထားတွေနဲ့အတူဖော်ထုတ်သွားမှာပါဗရှုကောင်းဖြတ်ခိုင်းရဲ့အမှန်တရားကဘာလဲမြန်မာလူမျိုးတွေထဲမှာရောဘယ်သူတွေကဒီလျှို့ဝှက်အဖွဲ့ဝင်တွေဖြစ်ခဲ့တာလဲအမောင်တွေကလက်တဆုပ်စာလူတွေကမြန်မာတမိုင်းကိုဘယ်လိုပုံဖော်ခဲ့တယ်လဲဆိုတာအဆုံးထိလိုက်ပါကြည့်ရှုဖို့ကိုလည်းဖိတ်ခေါ်လိုက်ပါရစေ1852ခုနှစ်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးမှာတော့ရန်ကုန်မြို့ကဗြိတိရှတို့ရဲ့လက်အောက်ကို